ကျွန်တော်မိတ်ဆွေစနေသားသမီးများအားလုံးမင်္ဂလာပါခင်ဗျာမတ်လ14ရက်နေပြီးတော့မတ်လ20ရက်နေ့ထိစနေသားသမီးများအတွက်တပတ်စာဟောစတန်ဖြစ်ပါတယ်စနေသားသမီးကဒီတပတ်ထဲမှာငွေကန်တွေတအားကောင်းနေတတ်ပါတယ်နာမည်ကုန်သတင်းတက်စရာလေးတွေကြုံတွေ့ရတတ်ပါတယ်နိုင်ငံခြားခီးလူမျိုးသားနဲ့တွဲပြီးလုပ်ရတဲ့အလုပ်တွေအကျိုးပေးအောင်မြင်တတ်ပါတယ်အထက်ထိဖက်နက်တပ်ပုံလျှက်စစ်ပစ္စည်းကာကင်မရာလုပ်ငန်းရှင်တွေကတော့တိုးချဲ့တဲ့အလုပ်ငန်းကိုတိုးချဲ့တဲ့အချိန်လေးဖြစ်ပါတယ်မိသားစုထဲမှာအလှပွဲမင်္ဂလာပွဲတွေကြုံတွေ့ရတတ်ပါတယ်အဲ့လိုကြုံတွေ့ရတဲ့နမိတ်မျိုးတွေ့ရင်အဲ့ဒီနေ့မှာထီထိုးသင့်ပါတယ်ထီပေါက်တတ်ပါတယ်အဲ့တော့ဘာကဏ္ဍတွေထီထိုးအောင်လဲဆိုတော့ဒီစနေသားသမီးတွေဒီတစ်ပတ်ထဲမှာကံကောင်းစီတဲ့ကဏ္ဍကတော့2တို့9တို့ဆိုတဲ့ကဏ္ဍတွေကမိမိတို့ကံကောင်းစီတဲ့နံပါတ်တွေဖြစ်ပါတယ်เนาะအဲ့တော့နှစ်ခွန်ပါတဲ့ကဏ္ဍတွေများများထိုးပေးပေါ့ဗျာစက်တူစာချုပ်ကိစ္စတွေကတော့မရေမရာလေးတွေဖြစ်နေတတ်ပါတယ်မြေကိစ္စအမွေကိစ္စဖုန်းကိစ္စတွေကတော့ခိတ္တဆိုင်းငံ့ထားလို့ရရင်ဆိုင်းငံ့ထားတဲ့အချိန်မျိုးဖြစ်ပါတယ်ဘာမဆိုနှစ်မျိုးနှစ်ခါကြုံရတဲ့ဂိမ်းမျိုးပဲအဲ့တော့ကောင်းတာပဲဖြစ်ဖြစ်ဆိုးတာပဲဖြစ်ဖြစ်စနေသားသမီးဒီတစ်ပတ်မှာကောင်းတာပဲလာဆိုးတာပဲလာကနှစ်ချိန်နှစ်ခါကြုံတတ်တာတော့သတိလေးပြုပါနော်ထီပေါက်ရင်လည်းဥမာနှစ်ခါပေါ့ဗျာငွေဝင်လာမယ်ဆိုလည်းနှစ်ချိန်နှစ်ခါဝင်လာတာပေါ့ဒီလိုမျိုးတွေပေါ့နော်အိမ်တော်ရှင်တွေကတော့အစင်မပြေမှုတွေများနေပြီးတော့ချစ်သူကြီးစားတွေအတွက်ကတော့ကြည်နူးဝမ်းမြောက်စရာနှစ်ချိန်နှစ်ခါဒါမှမဟုတ်နှစ်မျိုးနှစ်ခုကြုံတွေ့နိုင်ပါတယ်ကျမ်းမာရေးနေတဲ့အာယုံကျော်1 byte C မျက်စိယောဂါတွေကတော့ဂယုဆိုင်မဲ့ကာလလေးဖြစ်ပါတယ်ဒီတစ်ပတ်မှာစနေသားသမီးတွေတက်ကောင်းတာတွေပို့ပြီးကောင်းလာပြီးတော့အညံ့အခိုက်တွေပြေပြောက်စေဖို့ကတော့ဂုံတော်9ပါးကိုတနေ့ကိုပတိ28ပတ်2ရက်ဇက်တိုက်အဋိဋ္ဌံနဲ့စိတ်လိုက်ပါဗျာဒိဋ္ဌံပြီးတာနဲ့လိုရာဆူတောင်းလိုက်ပေါ့ကျွန်တော်မိတ်ဆွေစနေသားသမီးအားလုံးအောင်စေပိုင်စေနိုင်စေပါခင်ဗျာ